အဲ့ဖြူကျော်နှစ်သိပ်ပြရရောတငယ်ချင်းဆိုတော့နှစ်သိပ်ပြမကြောက်နဲ့ဘာမှမဖြစ်ဘူးသူနှစ်သိပ်ပြီလို့နည်းနည်းလေးစိတ်ကပြေသွားတာတကယ်လို့နှစ်သိပ်ပေးမဲ့လူတာမရှိဘူးဆိုအနာနေသွားယူပဲချင်းပြီးစိတ်ကလည်းပြန်အိမ်ကလည်းပြန်ချင်သွားတာအဲ့တုန်းကဆိုသူနှစ်သိပ်ပေးလိုက်တော့အလုံးဟောပေါ့တငယ်ချင်းတွေရှိတရားပဲသူတို့ငါလဲဒီလိုမျိုးခက်ခဲဖြစ်နေရပဲသူတို့လည်းဖြစ်မှာပဲသူတို့တော့မကြောက်တာငါဘာလို့ကြောက်မှာဆိုအသွေးတော်ဝင်သွားတယ်အဲ့လိုမျိုးကြောက်တယ်အရန်မကြောက်တော့ဘူးပေါ့အဲ့လိုမျိုးအဲ့ဒါဖြစ်ပြီးနောက်ပိုင်းတော့နေရတိုင်ရတာတွေဘလို့ဒုက္ခတွေနဲ့ဖြတ်ကျော်ရတယ်အဲ့ဒါတွေညဆိုဟိုပြေးလိုက်နဲ့အဲ့လိုဒုက္ခတွေဘာဖြတ်တန်းရအဲ့ဒါကတော့ဒီခါတိုင်းပထမတော့ဒီပထမနေ့ကတော့ဒီဆိုင်ရှိမှာအိတ်ကြပါဗောဒါပေမဲ့လှုပ်တော့တိတ်ပြီးတော့မအိတ်ရဲကြအောင်မအိတ်ရဲတော့ဟိုဘက်ကိုစောနီကရဲ့အိမ်ရှိမှာတော့အိတ်ကြတာအဲ့မှာသူတို့လှုပ်လဲအကုန်လုံးကမလုတ်ခင်ကိုအတန်းကကြားနေရတာအိတ်နေတာဆိုတော့ဒီတိုင်းမလုတ်ခင်ကိုငလင်တန်တော့မဟုတ်ပါဘူးလူတန်ရင်ကြားရဆိုတော့လူတန်နေနဲ့ကြောက်ပြီးတော့ပြေးတာသူတို့ကအော်တော့ပိုကြောက်တာအဲ့လိုမျိုးပေါ့ချင်းကတော့ကြိုက်တယ်ချင်း